ကရိယာဝတ္ထု10ပါးဒီကောင်းတယ်ဘုံညာကရိယာဝတ္ထုဒါနသီလနိက္ခမရခြင်းကိုလည်းပြောတဲ့ဒါနသီလဘာဝနာဒါနလည်းကောင်းတယ်သီလလည်းကောင်းတယ်ဘာဝနာလည်းကောင်းတယ်အပစေနဝေယဝစ္စပတ္တိဒါနပတ္တနုမောရဏဓမ္မတဝနာဓမ္မဒေသနာဒိဋ္ဌိစုကမ္မဆို10မျိုးနှမျိုးတော့ဆိုဒါနသီလဘာဝနာအပစေနဝေယဝစ္စပတ္တိဒါနပတ္တနုမောရဏဓမ္မတဝနာဓမ္မဒေသနာဓမ္မပူဇာအဲ့10မျိုးနှမျိုးတော့အဲ့10မျိုးကြိုက်တာလို့ကောင်းတယ်တဲ့10မျိုးကြားလား10မျိုးလုံးလုံးနိုင်တော့ပုံမကောင်းဘူးလားဒါနဆိုတာပေးကမ်းတာဒါနဆိုတာဘာတော့ရှင်ပြတို့ဆုံးခံထွက်သလားမထွက်ဘူးလားဆုံးခံထွက်တော့ကိုဆုံးခံနေရတာတွေကိုတင်းနဲ့လျော်ပတ်တယ်ဥမာကိုကအသားမစားဘူးကိုကအသားမစားဘူးအဲ့သားလေးရလာရင်စားတဲ့တောက်တဲ့ပုဂ္ဂိုလ်တွေအလုခံပါဗျာတပည့်တော်ဒီနေ့ဒါလေးရလာတယ်အလုခံပါဆိုအဲ့ဒါဒါနမဖြစ်ဘူးလားအဲ့လိုဒါနလေးတွေတစ်ပါးနဲ့တစ်ပါးနဲ့ဒါနဒီလိုတွေလှူနိုင်တာလဲဒါနပေါ့ကြားလားဒီလိုတွေမလှူနိုင်တော့မှဒီလိုတွေမလှူနိုင်တော့မှပေါ့နော်ဒီလိုတွေမလုံနိုင်တော့မှနော်ဟုတ်ပြီလားဒီလိုတွေမလှူနိုင်သည့်တိုင်အောင်ဒီလိုတွေမလုံနိုင်သည့်တိုင်အောင်ကိုတတ်နိုင်တာလေးပန်းလေးတစ်ပွင့်လှူတာရေလေးတစ်ခွက်လှူတာနော်စင်မီလေးတစ်တိုင်းလှူတာအဒါနကြီးတယ်ပဲကြားလား